တရားမင်းကြီးကတဲ့မြတ်စွာဘုရားကိုလာမေးတယ်တဲ့အရှင်ဘုရားတတ္တဝါတွေအားလုံးဟာအလိုဆန္ဒကြောင့်ဒုက္ခရောက်နေတယ်လို့သူသိတယ်တဏှာလောဘကြောင့်ဒုက္ခရောက်တယ်လို့တရားမင်းကြီးသိတယ်ဒါကြောင့်ဒုက္ခငြိမ်းချောင်းဖြစ်တဲ့တဏှာငြိမ်းတဲ့အဖြစ်မျိုးကိုရကျင်တယ်ဆိုရင်တနည်းအားဖြင့်တဏှာကင်းကျင်တယ်ဆိုရင်ဘယ်လိုကျင့်ရမလဲလို့မြတ်စွာဘုရားကိုလာမေးတယ်မေးတော့မြတ်စွာဘုရားတဏှာကင်းကျင်တယ်ဆိုလို့ရှိရင်ဝေဒနာတို့ရဲ့မမြဲတဲ့သဘောအခိုက်အတန့်သဘောဝေဒနာတို့ရဲ့ပျက်စီးသွားတဲ့သဘောကိုမြင်အောင်ကြည့်လေလို့အတူချုပ်ဒါဦးဇင်းကအတူချုပ်ပြောလိုက်တာနော်အဲ့ဒါလိုဝေဒနာရဲ့အကြောင်းကိုကောင်းကောင်းသိအောင်လို့မြတ်စွာဘုရားကနှီးပေးတာအဲ့ဒီမှာသဘောကျပြီးတော့တရားမင်းကြီးပြန်သွားတာမပြန်သေးခင်မှာသူကတာရုတွေပါတွေခေါ်တယ်အဲ့ဒီတာရုခေါ်တဲ့အတန်ကိုအဘိညာဉ်နဲ့ရှင်မာမောက္ကလံကြားတယ်ကြားတော့တရားမင်းလည်းပြန်သွားရောဘလောက်ကောင်းတဲ့တရားမှုဘလောက်ကြိုက်လို့မြန်တရားမင်းကတာရုခေါ်လည်းမသိဘူးနောက်ကနေလိုက်သွားတာအဲ့ဒီတရားကိုမေးမလို့ဟိုမှာရောက်တော့သူကအေယာဝန်ရှင်ပေါ်မှာနတ်သမီးတွေနဲ့ဥယျာဉ်ထဲမှာအဲ့ဒီတော့ရှင်မာမောက္ကလံကြွလာတော့ယဟန္တာဆိုတော့အိန္ဒိယကလည်းသိရနေတာပေါ့ဟုတ်လားအဲ့တော့တရားမင်းကြီးကရှက်တယ်ဘုန်းကြီးကိုမြင်လို့ရှက်တဲ့ကြောင်းတကာလို့ပေါ့ဟုတ်လားအေးအဲ့ဒီမှာအရှင်ဘုရားကြွပါဘုရားဆိုတော့ရှင်မာမောက္ကလံကတရားမင်းစောစောတုန်းကတာရုခေါ်တန်ကြားတယ်တရားကိုသိကြိုက်ပုံရတယ်မြတ်စွာဘုရားဘာဟောသွားလဲတဲ့မေးတာဗျအံ့ဩစရာကောင်းတယ်နော်စောသောကမှတာရုခေါ်ခဲ့တာကြိုက်လွန်းလို့အဲ့ဒါမေးသွားပြီတဲ့ပြောတတ်တော့တရားဆိုတာဉာဏ်အင်မတန်ကောင်းတယ်လူပေါင်း1000ကပြဿနာ1000ကိုတယောက်ပြဿနာတစ်ခုစီကိုတပြိုင်တည်းထင်းပြီးတစ်ခါလဲဖြေနိုင်တယ်တရားရဲ့ဉာဏ်အဲ့ဒီလောက်ဉာဏ်ကြီးတဲ့တရားမင်းကာမအာယုန်တွေကြားတဲ့ရောက်တော့ဉာဏ်တွေကမှိမ့်မိန်ကုန်ရောမမှတ်မိတော့အဲ့တော့သူကရှက်တယ်ရှက်တော့ဘာလို့လဲအရှင်ဘုရားကြွပါဘုရားဆိုဝေဇယန္တာပြတ်သက်ကြီးမှင့်သွားပြီးတော့ဘလောက်ခမ်းနားတယ်ဘလောက်ကြီးကျယ်တယ်ရှောက်ကြွားတာအဲ့ဒီမှာရှင်မာမောက္ကလံကအလွန်အမေ့တန်တဲ့တရားပဲဆိုပြီးတော့ဝေဇယန္တာပြတ်သက်ကိုတုံလှုပ်တဲ့သဘောဖြစ်အောင်တကောအရှိရင်နဲ့ဖန်တီးတယ်အဲ့ဒီမှာသူ့ပြတ်သက်ကြီးပြိုကျတော့မလို့ရုတ်တရက်သူထင်သွားပြီးတော့ကြောက်သွားတာကြောက်တာနဲ့တပြိုင်တည်းမြတ်စွာဘုရားဘာဟောတယ်ဆိုတာတခါလဲပြန်ပေါ်တယ်တန်ဝေကဆိုတာပိဋကရဲ့ဝရိယကိုဖြစ်စေတယ်တရားကိုတတိယစေတယ်တရားမင်းကတော့ပြတ်သက်ကြီးလှုပ်မှချမ်းသာကြောင်းတရားကိုပြန်ပြီးတော့တတိယတာတရားဓမ္မတို့ဦးဇင်းတို့တွေအခုချမ်းသာကြောင်းတရားကိုဘုရားဟောထားခဲ့တာကိုဦးဇင်းတို့ပြောပါတယ်မေ့မဖြစ်ပါနဲ့တကယ်လို့မေ့ပြစ်တယ်ဆိုရင်လည်းတရားကတော့ဝေဇယန္တာပြတ်သက်ကြီးလှုပ်မှတတိယတာတို့ကပဲချိန်ကြမှာတတိယမှာတို့ဒေဂာလေးကြောင့်တော့တရားပေါက်တတိယပါလိမ့်မယ်ဟုတ်လားအဲ့ကြောင့်တော်တော်ကြောက်စရာကောင်းသွားပြီလေဟင်ဒီကမာကြီးများအေးဒါကြောင့်ဒီကမ္မထတရားကိုတရားမင်းလည်းနာခဲ့ဘူးတယ်နော်